အိမ်မီလောင်တို့ထွက်ပြေးရကနေဘောလုံးသမားဖြစ်လာခဲ့သူကောင်လေးကဘောလုံးကစားရင်ပပဲဆရာတယောက်ကိုဘောလုံးနဲ့ကမိလိုက်တယ်အဲ့ဒီလူလက်ထဲကနေပူနေတဲ့တန်ချောင်းကအိမ်နာကမျက်ချောက်ပုံပေါ်ကိုကျသွားခဲ့တယ်မျက်ချောက်တွေလည်းမီးဆွဲသွားပြီးအိမ်ကိုမီးကူးသွားတယ်သူလည်းအိမ်ကိုမပြန်ရတော့ပဲဘောလုံးကိုယူပြီးခြေဦးတက်ရထွက်ပြေးလာခဲ့တယ်လမ်းမပေါ်ရောက်တော့ကားတစ်စီးကိုတားဆီးပြီးလိုက်သွားတယ်ဒီကားကဘယ်ကိုသွားမယ်ဆိုတာသူမသိပါဘူးနိုင်နေငယ်ကြတော့မြို့ငယ်လေးတစ်ခုကိုရောက်လာတယ်ကားပေါ်ကဆင်းလိုက်တဲ့အချိန်မှာပဲလူတစ်ယောက်ကသူ့ဘောလုံးကိုလာတောင်းတယ်သူကမပေးတော့သူ့ကိုအတင်းဆွဲပြီးဘောလုံးပွဲကိုခေါ်သွားတယ်သူတို့ရဲ့ဘောလုံးကပေါက်သွားလို့ကောင်လေးရဲ့ဘောလုံးကုန်ခါပြီးသူ့ကိုဝန်ကန်ခိုင်းဖို့သဘောတူလိုက်တယ်။သူလည်းလူကြီးတွေနဲ့ရှင်ပြီးကစားနိုင်ခဲ့တယ်။သူ့ရဲ့အရေးချင်းကိုမြင်တော့ပရိသတ်တွေလည်းအားပေးကြတယ်။သူလည်းသူ့ရဲ့အနာဂတ်အတွက်ဒီမျိုးမှနေဖို့ဆုံးဖြတ်လိုက်တယ်။ထမင်းစားဖို့အတွက်သူကဘလုံးလိုက်ကောက်ပြီးအားတဲ့အချိန်ဆိုရင်ကမ်းနားမှာဘောလုံးလေ့ကျင့်နေတယ်။တနေ့တော့လူတွေအများကြီးတာဝါတိုင်းတစ်ခုပေါ်ကိုတက်နေတာကိုမြင်တော့သူလည်းအပေါ်ကိုလိုက်တက်သွားတယ်။အပေါ်ကနေကြည့်လိုက်တော့အောက်မှာဘောလုံးပွဲကစားနေတာကိုတွေ့လိုက်ရတယ်။ကွင်းထဲမှာပရိသတ်တွေအများကြီးနဲ့ကစားနေတာကိုမြင်ပြီးသူလည်းအရန်စိတ်လှုပ်ရှားနေတယ်။အဲ့ဒီချိန်မှာကွင်းထဲကဘောလုံးဟာကွင်းခုံမိုးပေါ်ကိုလာကြရတယ်။သူလည်းဘာမှမစင်စားဘဲခေါင်မိုးပေါ်ကိုခုန်ချလိုက်တယ်။ပြီးတော့ဘောလုံးကိုယူပြီးစကေးပြပြီးဆော့ကစားနေခဲ့တယ်။ကင်မရာမန်ကဒါကိုမြင်ပြီးမှတန်းတင်လိုက်တယ်။ပြီးတော့သူ့ကိုနီးပြတယောက်နဲ့မိတ်ဆက်ပေးခဲ့တယ်။သူ့ရဲ့အရေးချင်းကိုမြင်တော့နီးပြလည်းသဘောကျတယ်။သူ့ကိုအတင်းရဲ့အရန်ကစားသမားစီးရင်ထဲကိုထည့်ထားလိုက်တယ်။ပွဲကစားတော့သူကရန်ခုံမှာထိုင်နေရတယ်။ကင်မရာမန်လည်းကောင်လေးကိုအခွင့်အရေးတစ်ချိန်လောက်ပေးဖို့နီးပြကိုတောင်းဆိုပေးခဲ့တယ်။နောက်ဆုံးတော့နီးပြလည်းသဘောတူပြီးသူ့ကိုပွဲထွက်ကစားစေခဲ့တယ်။ဆက်ဆက်ချင်းစောင်းနဲ့ထွင်းဆို့တယ်လို့ပဲသူလည်းစကေးပြပြီးကစားနိုင်ခဲ့တယ်။ပြီးတော့အားပြင်းတဲ့ပါဝါကစ်တလုံးကန်ပြီးအနိုင်ကိုသွင်းပေးလိုက်တယ်။ကစားကွင်းတစ်ခုလုံးလည်းလက်ခုပ်တံတွေနဲ့ဟိန်းထွက်သွားတယ်။အဲဒီနောက်တော့သူလည်းကစားသမားဘဝတွေကိုရောက်သွားခဲ့ပါတယ်။အိမ်ကထွက်သွားပြီးနာမည်ကျော်ကစားသမားဖြစ်ခဲ့ပေမဲ့သူထွက်သွားတဲ့အခါကျတော့ကိုကရှုံးသမားဖြစ်ရပါတယ်